နေ့ဒီငါးတွေပစုံတွေပဲကြိုင်ခဲ့ရတာပဲကိုလည်းစားရတာဟုတ်ဒီဆက်ပြအမြုပ်လေးချက်ပါဒီမှာနေနဲ့ဆက်ကြလည်းမသိဘူးဟမ်ဆက်ပြနဲ့ချီရတော့မှားနေတဲ့သူရဲ့ကွာသူဘာချီဟုတ်လားခဏအမြုပ်စလို့မသိနေတဲ့ဆက်ပြတော့ကဆရာချီလုံးနဲ့တူတယ်ကျွန်တော်ဆက်ပြလုံးမှန်နေတာဆရာရဲ့ဟာခွေးသားဆက်ပြထားတဲ့နေရာလားကွာဒီမှာမင်းကြီးတော့လက်ကင်မှာခင်းနေတယ်မတွေ့ဘူးလားကျွန်တော်အမှတ်တမဲ့ဖြစ်သွားလို့ပါဆရာလေပေါင်မုံနဲ့ဆက်ပြစားရတယ်လို့မင်းထင်းနေလို့လားပေါင်မုံနဲ့ဆက်ပြစားမှာငါစားမှာမဟုတ်မင်းစားမှာငါပေါင်မုံနဲ့ကြီးစားနေမှန်းသိလို့မတမင်လောက်တာမဟုတ်လားဟုတ်ဆရာပေါင်မုံနဲ့ကြီးစားနေမှကျွန်တော်လုံးဝမသိတော့ပါဆရာရဲ့